တန်ဝေကတရားကြီးပဲဖြစ်ပြီးတော့ရိတ်တာကြီးလည်းခဏခဏမဝင်နဲ့အောင်ပေါ့စီးပွားလေးလည်းလောက်အောင်မှာပဲဖြစ်တယ်စီးပွားလောက်တာကိုအပြစ်လို့မပြောဘူးမြတ်စွာဘုရားကိုယ်တိုင်ဟာအေးမင်းတို့လူဖြစ်လာလို့ရှိရင်မျက်စိနှလုံးရှိရမယ်တဲ့မျက်စိတစ်လုံးကဘာလို့ဆိုရင်စီးပွားရှာရတဲ့မျက်စိနောက်မျက်စိတစ်လုံးကဘာလို့ဆိုရင်ကိုချင်းတရားမျက်စိဒီနှစ်ခုပြည့်စုံရင်ပြီးရောလူဘဝနှစ်ခုစလုံးရစေခြင်းစီးပွားပဲရှာပြီးတော့ကိုချင်းတရားပြက်ပြားနေမယ်ဆိုရင်အနှစ်သာရဘာမှမရနိုင်ဘူးဒါကြောင့်မို့နှစ်ဖက်စလုံးရအောင်အမြင်နှမျိုးနဲ့လောက်ရမယ်ဘက်စုံကြိုးစားရမယ်ဆိုအဲ့ဒါမှလူဘဝမှာပြည့်စုံတယ်လို့မြတ်စွာဘုရားဟောတာနော်တချို့ကလည်းအတွေးလွဲတယ်စီးပွားရှာတာပဲငရဲကြည့်တယ်လို့တွေးကြတယ်စီးပွားရှာတာကိုတချို့ကလောဘဖြစ်တယ်လို့ရှာလောဘဆိုတာစီးပွားရှာမရှာဖြစ်နေမှာစီးပွားဥစ္စာရှာတာစီးပွားဥစ္စာဖြစ်တာလောဘကြောင့်ဖြစ်တယ်ဆိုပြီးလောဘသွားပြီးတော့ချီးမွမ်းနေမချီးမွမ်းနဲ့ economy ဆိုတာလောဘမဟုတ်ဘူးပညာစီးပွားရှာရတာကပညာကြိုးစားတာကဝိရိယလောကလူတွေချမ်းသာကြွယ်ဝတယ်ဆိုတာကံရဲ့အထောက်အကူပေါ်မှာကြည့်ပြီးတော့ပညာနဲ့ဝိရိယအသုံးချလို့ချမ်းသာတာဒါပေမဲ့တချို့လူတွေကလောဘကြောင့်ချမ်းသာတယ်လို့ထင်တာလောဘကြောင့်ကတော့မချမ်းသာဘူးလောဘကြောင့်ဆိုရင်တခိုးတမျှပဲဖြစ်မယ်လောဘကသူများပစ္စည်းရကြနာပဲရှိတယ်လေအဲ့ဒါကြံ့ကြံ့ဖန်ဖန်ကြောက်တဲ့လူကရှိသေးတယ်စီးပွားရှာလို့ရှိရင်လောဘနဲ့စီးပွားရှာတာမို့ငရဲကြီးတယ်လို့ထင်သေးတယ်မကြီးပါဘူးပုရိသေဆိုတာတော့အကုသိုလ်တော့ရှိတာအကုသိုလ်ရှိတိုင်းငရဲကြတယ်လို့မှမဟုတ်တာဒါမို့အကုသိုလ်ကိုခွဲတဲ့ပါယကပ္ပနိယအပယ်ချတဲ့အကုသိုလ်ကတစ်မျိုးအနပါယကပ္ပနိယအပယ်မချတဲ့အကုသိုလ်ကတစ်မျိုးအပယ်ကိုချစေနိုင်တဲ့အကုသိုလ်မှာအပယ်ကိုချတာခေါဏလိုသူများသက်တွေတတ်တယ်သူများဥစ္စာခိုးတယ်ဆိုတာတွေကြတော့အပယ်ချစေနိုင်ငါးပါးသီလလုံလို့ရှိရင်အပယ်ချဖို့မရှိဘူးပေါ့နော်စီးပွားဥစ္စာရှာတယ်ရှာလာတဲ့စီးပွားဥစ္စာအကုသိုလ်ကောင်းမှုလုပ်လိုက်မယ်ဆိုလို့ရှိရင်ဓာတ်ပြည့်တောင်ရောက်သွားလိမ့်ဦးမယ်နော်ဒါကြောင့်မို့ကိုကျင့်တရားလည်းကောင်းမွန်မျက်စိနှလုံးရှိရမယ်အဲ့ဒီပညာရက်ကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားတတ္တာသီလသုတ္တစာကပညာအဲ့ဒီချင်းငါးရက်လူတွေမှာရှိနေဖို့လိုတယ်အဲ့ဒါတွေကိုယ်တဏ္ဍာမှာရပြီဆိုတော့မှအနှစ်သာရဆိုတာရှိတယ်